ဒီနေ့ဗီဒီယိုလေးမှာတော့ iPhone မျိုးစားပေါ်မူတည်ပြီးတော့ hard reset လုပ်နည်းလေးအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်။ iPhone 10နဲ့အထက် iPhone 16 series အထိ hard reset ပြုလုပ်ချင်တယ်ဆိုရင်တော့ volume up button နဲ့ volume down button ပြီးရင် power button တို့ကို Apple logo ပေါ်လာတဲ့အထိဖိနှိပ်ပြီး power ပြန်တက်လာတာနဲ့ပြုလုပ်လို့ပြီးပါပြီရှင်။ iPhone 8, 8 Plus နဲ့ iPhone SE second gen သက်gen တွေအတွက်ကတော့ volume up button ကိုတစ်ချက် volume down ကိုတစ်ချက် power button ကို Apple logo ပေါ်လာတဲ့အထိဖိနှိပ်ပြီး power ပြန်တက်လာတာနဲ့ reset လုပ်လို့ပြီးပါပြီရှင်။ iPhone 7 နဲ့ 7 Plus series တွေ reset လုပ်ဖို့အတွက်ကတော့ power button နဲ့ volume down ကိုတပြိုင်နဲ့ Apple logo ပေါ်တဲ့အထိဖိထားပြီးတော့ power ပြန်တက်လာတာနဲ့ reset လုပ်လို့ပြီးပါပြီရှင်။ဒါဆိုရင်တော့ကို့ iPhone လေးတစ်ခုခုဖြစ်ပြီဆိုရင် hard reset လုပ်ပြီးတော့ error တွေကိုဖြေရှင်းလို့ရနိုင်မှာပါအရန်လွယ်လို့အခုပဲစမ်းကြည့်လိုက်တော့နော်